ကမ္ဘာကျော် WWE နဘန်ပွဲတွေကိုနိုင်ငံပေါင်း180ကျော်မှာပြသနေပြီးပြည်သက်တမ်းပေါင်းများစွာအားပေးနေကြတာအားလုံးအသိပဲဖြစ်ပါလိမ့်မယ်။ဒါပေမဲ့နိုင်ငံရေးတင်းမာမှုတွေတင်းကျပ်လွန်းတဲ့စဉ်းစားဥပဒေတွေနဲ့လူ့အခွင့်အရေးပြဿနာတွေကြောင့် WWE ကိုလုံးဝကြည့်ခွင့်မပေးဘဲပိတ်ပင်ထားတဲ့ဒါမှမဟုတ်ပြင်းပြင်းထန်ထန်ကတ်တက်ထားတဲ့နိုင်ငံကြီး၄နိုင်ငံရှိတယ်ဆိုတော့ကိုရောမိတ်ဆွေတို့သိပါသလား။အဲ့ဒီနိုင်ငံတွေကဘယ်နိုင်ငံတွေဖြစ်မလဲဆိုတာဒီဗီဒီယိုမှာကြည့်လိုက်ရအောင်ပါ။နံပါတ်1ရုရှားနိုင်ငံအနေနဲ့ WWE ကိုပိတ်ပင်ထားတဲ့အဓိကအကြောင်းရင်းကတော့နိုင်ငံရေးစစ်ရေးပြည်ပခါတွေကြောင့်ပါ2022ခုနှစ်မှာယူကရိန်းကိုရုရှားကကျူးကျော်စစ်စတင်ခဲ့ပြီးနောက်ပိုင်းစစ်ရေးနိုင်ငံရေးပြည်ပခါတွေကြောင့် WWE ဘက်ကရုရှားမှာရှိတဲ့သူတို့ရဲ့ရုပ်သံကွန်ရက် WWE Network ကိုချက်ချင်းဖျက်တောက်ပစ်ခဲ့သလိုရုရှားအစိုးရဘက်ကလည်း WWE အပါအဝင် American ဖျော်ဖြေရေးအစီအစဉ်တွေကိုပြည်တွင်းမှာလုံးဝပိတ်ပင်ထားတာအခုချိန်ထိပါပဲနံပါတ်1တရုတ်ပြည်သူ့သမ္မတနိုင်ငံတရုတ်နိုင်ငံဟာသူတို့ရဲ့နိုင်ငံတော်မူဝါဒတွေယဉ်ကျေးမှုတွေနဲ့မကိုက်ညီတဲ့ဘယ်အရာကိုမဆိုပြင်းပြင်းထန်ထန်စဉ်းစားဖျက်လေ့ရှိပါတယ်။ WWE ကိုတစ်ခါတရံပြတ်တောက်ခွင့်ပေးပေမဲ့တရုတ်ရဲ့နိုင်ငံရေးကိုထိခိုက်စေမဲ့စကားလုံးတွေဒါမှမဟုတ်ထိုင်ဝမ်အကြောင်းတွေစတာတွေပါလာရင်အဲ့ဒီ episode တစ်ခုလုံးကိုချက်ချင်းဖြုတ်ချဖြစ်ပါတယ်။ဒါနဲ့မကရပါဘူးအောက်လန်းနီးတရေဆန်ဆန်ဇက်ကောင်တွေဖြစ်တဲ့ဆုံးကိုဝေပုံစံအန်နထိကာတို့လိုဇက်ကောင်မျိုးတွေပါဝင်တဲ့အကွက်တွေကိုလည်းသူတို့ရဲ့အယူဝါဒဥပဒေတွေအရပြသခွင့်ပိတ်ပင်ဖျက်တောက်လေးရှိပါတယ်။တတိယနိုင်ငံကတော့တင်းကျပ်တဲ့အစ္စလာမစ်ဥပဒေတွေရှိတဲ့အီရန်နိုင်ငံပါ။အီရန်အစိုးရဟာ WWE ကိုအမေရိကန်ရဲ့အသုံးမကျတဲ့ယဉ်ကျေးမှုပျက်စီးခြင်းတစ်ခုအနေနဲ့သတ်မှတ်ထားပြီးနိုင်ငံပိုင်ရုပ်သံလိုင်းတွေမှာလုံးဝပြသခွင့်ပိတ်ပင်ထားပါတယ်။အထူးသဖြင့်နဗန်သမားတွေရဲ့ဝတ်စားဆင်ရင်မှုပွင့်လင်းလွန်းတာတွေးထက်တန်ယူကျန်းတဲ့ရိုက်နှက်ပွဲတွေဖြစ်တာနဲ့အမျိုးသားမျိုးသမီးရုံးတော့ဖြစ်တဲ့ပုံစံမျိုးဖြစ်နေတာကြောင့်အီရန်မှာ WWE ဟာလုံးဝတရားမဝင်ပါဘူးနံပါတ်4အင်ဒိုနီးရှားနိုင်ငံဟုတ်ပါတယ်ကျွန်တော်တို့ရဲ့အာဆီယံအဖွဲ့ဝင်အင်ဒိုနီးရှားနိုင်ငံမှာလည်း WWE ကိုပိတ်ပင်ထားပါတယ်2006ခုနှစ်တုန်းကပြည်တွင်းကကလေးငယ်တချို့ဟာ WWE နဲ့ဗန်းသမားတွေရဲ့အနေရရှိတဲ့အကွက်တွေကိုအတူယူလိုက်ကစားရကနေထိခိုက်ဒဏ်ရာရမှုတွေကြောင့်တိတ်ဆုံးမှုတွေအထိဖြစ်ပွားခဲ့ပါတယ်အဲဒါကြောင့်ပဲအစိုးရကပြည်သူတွေရဲ့ဖိအားကြောင့်တရားဝင်အပိတိုင်ထုံးလွှင့်ခွင့်ကိုပိတ်ပင်လိုက်ရတာပါဟုတ်ကဲ့ပါဒါကတော့ WWE ကိုပိတ်ပင်ကန့်သတ်ထားတဲ့နိုင်ငံ၄နိုင်ငံပဲဖြစ်ပါတယ်မိတ်ဆွေတို့ဒီထဲကဘယ်နိုင်ငံရဲ့ကန့်သတ်ချက်တွေကအစမ်းကျယ်ဆုံးလို့ထင်ပါတယ်ကောမန့်မှာဝင်ရောက်ဆွေးနွေးတော့ပေးကြပါဦးဗီဒီယိုကိုသဘောကျရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ